စွာဘုရားကအယက်သေးစားစတဲ့မူရစေတတ်တဲ့အရာတွေကိုအသုံးပြုခြင်းမှာအပြစ်6မျိုးရှိတယ်တဲ့ဒါဟုတ်မဟုတ်ကိုအောင်စင်ဘယ်အရာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုစိစစ်တဲ့အသိပညာရှိရအကျိုးလားအပြစ်လားအကျိုးနဲ့အပြစ်စိစစ်ကြည့်တဲ့အခါမှာအကျိုးအပြစ်ကပို့ပြီးတော့ကြီးမားသလားအကျိုးကပို့ကြီးမားသလားဒါလည်းစဉ်းစားကြည့်ရအဲ့တော့အကျိုးအပြစ်ကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်မူရင်းစေတတ်တဲ့အရာကိုတောက်ဆုံးခြင်းကြောင့်နံပါတ်1ဖြစ်ပေါ်လာမဲ့အပြစ်ကဘာလို့ဆိုကိုရှိတဲ့ပစ္စည်းဆုံးရှုံးခြင်းတန်ဒိဋ္ဌိကဒနာစာနိတဲ့မြတ်စွာဘုရားအပြစ်6မျိုးကိုဖော်ပြထားတယ်မှာမူရစေဝါ3မိဆိုလို့ရှိရင်ကိုရှိတဲ့ပစ္စည်းတွေဆုံးရှုံးပြီကုန်ဆုံးပြီဘာလို့ဆိုရက်လို့မရဘူးလေ drug addict ဖြစ်သွားလို့ရှိရင်သူကအဲ့တော့ကိုရှိတဲ့ပစ္စည်းဆုံးရှုံးမှုကနံပါတ်1ကျော်အောင်မူရနေတဲ့အခါတကယ်ချင်းအပေါင်းအသင်းတွေဘလောက်ပဲခင်းမူရနေတဲ့အခါမှာလူဟာစိတ်ဓာတ်တွေကမမှန်တော့မြတ်စွာဘုရားဒုတိယအပြစ်အနေနဲ့ကလဟပဝတ္တနီခယံဒေါသကိုဖြစ်ပွားစေတယ်ဟောမူရခြင်းရဲ့အပြစ်ကခယံဒေါသကိုဖြစ်ပွားစေမယ်ခယံဒေါသဖြစ်ပွားသွားသည့်အတွက်ကြောင့်အဲ့ဒီနေရာမှာပဲလူသားမှုဖြစ်ခြင်းလည်းဖြစ်မယ်သေဆုံးရတာအသက်ဆုံးရှုံးတာဖြစ်ခြင်းလည်းဖြစ်မယ်ထိခိုက်ဒဏ်ရာရသွားတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ကလဟပိုးတယ်တုံးတူချင်းများပြီးခယံဒေါသဖြစ်တယ်ဆိုဒီကနေ့မှာမကြားခြင်းအဆုံးနေ့စဉ်လို့ channel တွေထဲမှာပါနေတာပဲเนาะတကဘာလုံးချိမယ်ဆိုရင်မူရန်ကားပြီးအချင်းများလို့တည်တဲ့ဟာနေတိုင်းတော့ရှိနိုင်တယ်ပေါ့တကဘာလုံးကခြုံကြည့်လိုက်အဲ့တော့ဒါတွေဟာကောင်းသောအရာတွေလားလို့ဆိုပဲကောင်းအသက်ဆုံးရှုံးသွားမှုကတန်ဖိုးရှိတဲ့လူဘဝတန်ဖိုးရှိအောင်မလုံးလိုက်ရပဲနဲ့ဘဝတစ်ခုဟာဆုံးသက်သွားတယ်ဆိုအလုံးနှမျောစရာကောင်းတယ်တိရစ္ဆာန်အသိမျိုးမဟုတ်ပဲနဲ့လူအသိပညာသင်ကြားလို့ရပြီလူအကျိုးပြုနိုင်တဲ့လူဘဝရောက်လာပါရဲ့တန်းနဲ့ဆုံးရှုံးသွားရတယ်တဲ့ဒါနံပါတ်3အပြစ်ကတော့ဘာလို့ရောဂာနာအာယတနာယောဂဝေဒနာတို့ရဲ့ဖြစ်ပေါ်ရာဌာနဖြစ်လာတယ်မူရစေဝါစားသုံးခြင်းကြောင့်ဥမာမဲ့အရက်တောက်စားခြင်းကြောင့်ဘာဖြစ်လဲအသက်ကျွတ်တာတို့အသက်ကင်ဆာတို့ဒီလိုဟာကစပြီအရက်တောက်လို့အစာအိမ်ယောဂဖြစ်တာတို့အစာအိမ်သွေးကြောပေါက်တာတို့အစအရက်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကလည်းပဲအားလုံးဟာဒီကနေ့ခေတ်မှာစိပညာတတ်တဲ့ဆရာဝန်တွေကလည်းဒါကိုဖြစ်တယ်ဆိုတာကိုထောက်ခံပြောကြားထားတာဖြစ်တယ်မြတ်စွာဘုရားကဟောတယ်ရောဂနာအာယတနာယောဂမျိုးစုံတို့ရဲ့အကြောင်းတရားဖြစ်လာနိုင်တယ်ဒါကြောင့်ဒါအဖြစ်တစ်ခုပဲနောက်တစ်ခုကဘာတော့အကိတ္တိသင်္စနနီမကောင်းတဲ့နေလည်းဖြစ်ပေါ်တယ်မကောင်းတဲ့ဆိုတာဒီလူကအတောက်သမားဒီလူကအစာသမားမူရသမားဆိုပြီးတော့မကောင်းတဲ့နေဖြစ်ပေါ်တယ်နံပါတ်5ကျတော့ဘာတော့အပြစ်ကကောပိနနိဋ္ဌံတနီမူရနေတဲ့ပုဂ္ဂိုလ်ဟာအရှက်ကွဲတယ်လုံကြီးကျွတ်နေလဲကျွတ်မှမသိတော့နော်မူရနေပြီဆိုရင်အကုန်အရှက်ကွဲပြီးသားမှတ်ပဲတစ်သလုံးဖုံးဖိထားတာတွေအကုန်ပေါ်ကုန်အဲ့ဒါကြောင့်အရှက်ကွဲတယ်လို့ပြောဒီကနေ့ခေတ်မှာအမျိုးသားတွေမူရတာမဟုတ်ဘဲနဲ့အမျိုးသမီးတွေကမူရနေဒုက္ခရောက်မျိုးသမီးတွေကြပို့လို့အန္တရာယ်တွေများတာပေါ့မူရပြီးဆိုလို့ရှိရင်နောက်ဆုံးအချက်ကတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပဲအားလုံးကတော့တူညီတဲ့အပြစ်တွေပါပဲနောက်ဆုံးအချက်ကတော့ဘာလို့ဆိုလူတံမိုးတစ်ခုဆုံးရှုံးသွားမယ်ဘာလို့ပညာယဒုပ္ပတိကရဏီအသိပညာတွေအားနည်းသွားစေတယ်ဟုတ်တယ်မူရစေဝါ30ပုဂ္ဂိုလ်တွေဟာတွေးလိုက်တိုင်းအလွဲတွေရွယ်တွေးတတ်တယ်ဆုံးဖြတ်ချက်တွေမှားယွင်းလာတယ်အဲ့ဒါကြောင့်အသိပညာဟာအားနည်းသွားတယ်လောကမှာလူတွေအတွက်တန်ဖိုးရှိဆုံးအရာပညာသာလင်ဖြစ်တယ်ဒါကြောင့်စာပေကျမ်းကမှာလည်းပညာနရဏရတနာပညာသည်လောကသားတို့အတွက်ယရဏတစ်ပါးပါလို့ထိုးဆိုတယ်အဲ့ဒီပညာဟာမူရကိုသုံးစားခြင်းကြောင့်ကိုယ့်အတွက်ပညာတွေဟာယောနေသွားပညာတွေ